Yo, မိတ်ဆွေမင်္ဂလာပါဆိုကြီးခေါ်လက်ကပါကျွန်တော်ဖားကြီးပါကျွန်တော်ဒီနေ့ရောက်နေတာတောင်တကုံဒီဟာချမ်းဘီယာတစ်ခေါက်1300နဲ့အ promotion ရှိလို့လားဆိုင်အောင်ရွှေခစ်တယ်ပြောဒီမှာလည်းထူးခြားဟင်းပွဲလေးရှိရတာပြပါငါးနှစ်မျက်နှာလို့ပေါ့ပြောလက်ဖက်ကိုကျွန်တော်ဘာရဲစားလို့ဒီမှာလက်ဖက်တစ်မျိုးကြီးလက်ဖက်ကိုဘာရဲစားမှာပြီးရင်လိုက်ကြည့်လိုက် Okay အဲ့တော့အထဲဝင်အောင် Let's go Cheers. ကိုဒီနေ့ဟင်းပွဲကြောင့်နေများဒီဆိုင်နဲ့တောင်းတကုံမှာကြည့်ရပြီးတော့ကျွန်တော်လိုက်သက်ပြောတာဒါပေမဲ့ဒီနေ့တာဟင်းပွဲလေးတွေကဈေးရန်တန်ဒီ portion နဲ့များဒါတော့ blog ရိုက်လို့ဒီ portion ပေါ့တကယ်ကြောင်းဒီ portion ကိုဒီကြော်မာတာဒီမှာငါးနှစ်မျက်နှာတော့ငါ့ကိုအရာနဲ့မျိုးလုပ်တာဒါဆိုနှစ်မျက်နှာလို့ပြီးတယ်အဲ့တော့18000ဒီဆိုင်မှာဈေးကြီးဆုံးပဲဒီတိုင်းဟင်းပွဲရ2000မကျော်ဘူး2000မတင်ပြတာအာလူမီဂျစ်ဆန်9000ပြတော့နိုင်အောင်နုက9000တော့မစုံတော့မြန်တော့သူအစုံမဲ့မှာကနန်းလက်မလည်းပါတယ်ငုံစီဖူးစုံတော့မြန်က15000ဒီစီဖူးနဲ့လက်ဖက်က11000တော့9000ကျော်တာအပေါ်မျောနေစတော့ဂျုံနဲ့ကတ်တာပဲငါးသားချောင်းကြော်လို့ပေါ်မယ်ဒါမျိုးကြော်တာမစိုးပါဘူးစားလို့ကောင်းဒါပြအကိမ်မဲ့သားများငါပဲလုံးမောဦးဒီမှာအမိုးဘုံမောင်ကြော်လို့စိမ့်ကြော်လို့ချူလေးပြတယ်ပေါ်ရည်သက်ပါလားဆွတ်လေးပေါ့ကနန်းလက်မလည်းပါသွားခွဲကံပါအနေဦးနုဒီမှာမာနာမောင်းနေလူတွေပါလက်ဖက်စားနိုင်ပါကျွန်တော်ပေါင်းရင်ပေါ့အဲကျွန်တော်စားစီးဖူးနဲ့စားစီးဖူးလက်ဖက်မွေးလက်ဖက်ကိုပသွန်ကြောင်းနဲ့ပဲစားဘူးရတယ်ဒီနေ့ကလက်ဖက်ကိုစီးဖူးနဲ့စားလက်ဖက်တောင်းလို့ပေါ့ထားရတဲ့ငါကစီးဖူးလက်ဖက်စားအောင်တော့အာလူမီဂျစ်ဆန်တော့မာလာမို့လို့ပြပါတယ်ဟင်းရတာလေတော့ဟင်းရကနန်းစီဖူးမိုးရင်းသာဒီရတော့ဒီလိုဆွဲလို့ရတယ်အများကြီးပဲရောက်တာပါချမ်းဘီယာချမ်း1300တာဝါဆို13000တော့10ခွက်ပါโอเคဒါယူရီးယားခောက်ကင်တော့ခဏရယူရီးယားမှာဆိုတော့အန်ဒီလိုတော့သာဝါတော့ဝါကောက်ကင်မျိုးတော့ထိုင်းစက်တော့โอเคครับအဲ့တော့ကျွန်တော်ဆက်တော့လိုက်အောင်နော်ပြီးရင်ပေါ်တယ်လည်းရှိရဆိုပေါ်တယ်မှာပြီးတဲ့တွေပါထိုးလို့ရတယ်ပြီးလက်ကောက်ရှိနော်အဲ့တော့ပြီးလက်ကောက်မှာပြတ်တွေ့โอเคครับCheers. သူရွှေခက်ကအပေါ်တက်လည်းကြည့်ရပါပြီးလိုက်ပါလေထိုးလို့ရတယ်ဒီကြောင့်ကျွန်တော်တောင်တကောတောင်မြောက်လမ်းသွားနေပြီးတော့တောင်တကောဘက်ကိုချိုးစောစိုးမရဝင်ပန်းချန်ရှိရအောင်ချိုးစီပင်လမ်းနဲ့ပလဲနာလမ်းကြားဒီလမ်းမကြီးရှိတော့ရွှေခက်ရှိတဲ့လမ်းမကြီးအောင်ပိတ်လမ်းနော်တောင်တကောထဲမှာရှိတယ်အဓိကဒီခုနပိုင်းတစ်လတော့ချမ်းဘီယာ1300နဲ့ promotion ရှိတယ်ဟင်းဝဲရလောကအကြီးကြီးတော့18000နဲ့proportion နဲ့များရတာလည်းကောင်းတယ်အဓိကအဲ့ဒါဒီဘက်ကိုကြုံကြရင်လာခဲ့တယ်ဒီမှာချမ်းဘီယာ promotion ရှိတယ်ရွှေခက် okay ပြီးတော့ဟင်းမွေးတယ်တကယ်မိုက်အကင်းတွေပါလဲရှိအကင်းတော့ကြော်ဒီမစားတော့ဟင်းမွေးရမ်းများနေ
ဆိုင်လေးကထိုင်ရကောင်းမိသားစုပုံစံရအကိုကြီးမတဲ့သဘောကောင်းအဆင်ပြေနော်โอเคပါအားလုံးကျေးဇူးတင်ပါတယ်နောက်ဘလော့နဲ့တက်ပြီကြောက်ခွေမော့ကေကြောက်ပြီးရော